အားလုံးပဲမင်္ဂလာပါကဲဒီနေ့တနေ့တာမှာလည်းဒီမှာငမွေတို့နှစ်ယောက်ဘာရင်လုံးမလဲပေါ့အခုမနက်စာလေးအရင်စားတော့တရချတဲ့ခါသမီးလေးကိုလှုပ်ကြွေးဖြစ်တဲ့မနက်စာလေးကိုရိုက်ပြထားတာပါပထမဦးဆုံးဒါကြက်ဥရဲ့အထဲမှာရှိတဲ့ဒီအဝါရောင်ကိုပဲသုံးမယ်ကျန်တာတွေအကုန်လုံးကိုသိမ်းထားမယ်ပေါ့နော်ပြီးတော့ဒီအဝါရောင်အနှစ်ရပြီဆိုလို့ရှိရင်အပေါ်ကရင် corn starch ကိုခုနကထည့်လိုက်တဲ့အမောင်နဲ့နည်းနည်းပဲထည့်လိုက်တယ်အဓိကအဖြစ်နွားနို့လေးကိုလည်းပို့ထည့်တယ်ပေါ့နော်ယူလေးများများလေးရခြင်းတဲ့အတွက်ပြီးလို့ရှိရင်အဲ့ဒါတွေအကုန်လုံးတပအောင်မွေတယ်မွေပြီးပြီဆိုလို့ရှိရင်အိုးထဲမှာဒါထောပတ်စီလေးကိုအရင်ထည့်ထားတာပြီးရင်ပကံထဲမှာဆက်ထားတဲ့ဟာတွေအကုန်လုံးလောင်းထည့်လိုက်တယ်လောင်းထည့်ပြီးတော့2မိနစ်3မိနစ်လောက်မှွေလိုက်ပြီဆိုတာနဲ့ခုဒီမှာကြက်ဥယူလေးရပြီပေါ့နော်အဲ့တော့ပေါင်မုတ်ကကြက်ဥယူလေးရယ်နောက်ပြီးလို့ရှိရင်ချီယာစီလေးအနည်းငယ်ထည့်မယ်ပေါ့နော်ဒါတော့ချီယာစီကနိုင်ဝက်လောက်ဒါရင်းနဲ့စိန်ထားတာနောက်နေ့အတွက်ပါပို့ပြီးတော့လုပ်ထားတာပေါ့နော်အဲ့ဒါလေးကိုနည်းနည်းလေးထည့်ပြီးတော့ဒါသမီးလေးအတွက်ဒါမနက်စာလေးရပြီပေါ့နော်ချိုလဲစားလို့လည်းရမ်းကောင်းတယ်မနက်စားပြီးသွားပြီဆိုလို့ရှိရင်လမ်းထိပ်ကလိုက်ပြီးတော့အပြေးလောက်သွားရတယ်ပေါ့နော်တနင်္လာနေ့နဲ့တောက်ကြနေတိုင်း10နာရီခွဲဆိုလို့ရှိရင်သွားနေကြပေါ့နော်ဒါတစ်ခါသွားလို့ရှိရင်တနားရီလောက်ပဲကြာတယ်တနင်္လာနေ့မှာကျတော့ဒါ parenting session မှာထည့်သွင်းတာတွေပေါ့နော်အဲ့တော့မိဘတွေအတွက်ကိုအမေးဖြေခန်းနာတွေပြီးတော့ body training speech development တခြားသောဒီအကုန်လုံးပေါ့ parenting ခန်းနာတွေအကုန်လုံးကိုဆရာမတွေကတယောက်ချင်းစီကအမေးဖြေခန်းနာပုံစံမျိုးနဲ့သွားတာဖြစ်တဲ့အတွက်တနင်္လာနေ့ကအရင်ပြောဖို့ကောင်းတယ်တောက်ကြနေမှာတော့ parenting session မျိုးတော့မပါဘူးဒီတိုင်း story လေးပြောမယ်ဆော့မယ်ပေါ့နော်ဆိုတော့တနေ့နာနဲ့တောက်ကြနေရတော့သူ့အတွက်အချိန်ပေးပြီးတော့တကူတကသွားပြီးတယ်ဒါမနေ့စာသူပဲစားသေးတာမိဘကမစားရသေးဘူးအမြန်ထွက်သွားတာအဲ့ဒါ library ရင်ပြင်ရောက်ပြီဆိုတာနဲ့အဲ့ဒါသူထမင်းစားမဲ့ချိန်ပြင်ရောက်သွားပြန်ရောအိမ်ရောက်ပြီဆို17:45ဆိုတော့အခုလောလောဆယ်ကတော့အိမ်မှာဝယ်ထားတဲ့ဇီးဦးစီချက်လေး ready made ရှိနေပေါ့နော်ဆိုတော့သူအရန်ကြိုက်တယ်အပြင်စားတော့တိတ်ပြီးတော့မကြွေးစင်မိမယ်လို့ तू ကအဲ့ကျိုးစီချက်ကိုအရန်ကြိုက်တယ်သမီးမစားအောင်ထိုးလိုက်ရောစားကြက်ဝင်ဒီလိုဆိုကြက်ကိုစားရတော့3လုံးလောက်ရှိနေမယ်အားကြောင့်မလို့ဝမ်းချုပ်တာနော်မီနော်ကြက်ကတကယ်အဲ့လောက်စားလို့မရဘူးမီကြက်ကိုကြိုက်တယ်နော်ကြက်ကိုကြိုက်အဲ့လိုလှိမ့်ပြီးစားရတာဟုတ်တယ်ကြာစံအဲ့လိုအရှိတော့တောက်တော့မှာအမေအကုန်လုံးမှောက်ပြီးတော့ထမင်းစားပြီးတောက်အောင်နာဖို့ပါဆိုရှင်ဒါသူပြန်အိတ်တဲ့ချိန်လေးပေါ့သူအိတ်ပြီဆိုရှင်2နာရီလောက်အိတ်တယ်ခုနကကိုပါစားလုပ်နေတာအခုပြီးပြီဆိုတာနဲ့ခုမှတန်းထွက်ရပြီအဲ့ဒါဒီနေ့ laundry သွားလျှော်ရမှာတပတ်တစ်ခါပေါ့နော်laundry ကိုဘလို့ထည့်ရလဲဆိုတာပြမယ်ဒါသမီးလေးကအရှိမထိုင်းနေသူ့ရဲ့အနောက်မှာအထုပ်အားလုံးပေါင်း4လို့ရှိတယ်အဲ့ stroller ရဲ့ weight ကမရှိဘူးဆိုလို့ရှိရင်မယုံမရှိနဲ့နော်ပေါင်200လောက်ရှိတယ်ရှော်မဲ့အဝတ်တွေကလည်းအဲ့လိုတစ်ခါကျရင်နှစ်ပတ်မှတစ်ခါသွားလျှော်တာမျိုးကြီးလည်းရှိတဲ့အခါကျတော့အရန်များနေတာအဲ့လိုပုံစံမျိုးနဲ့ထွက်သွားအမျိုးသားအမှန်တိုင်းပြောရင်သဘောမကျဘူးသူပါမလျှော်ပေါ့နော်ဒါပေမဲ့ကိုကလည်းအချိန်ပုတ်တယ်ကိုရှိတဲ့ကိုရဲ့အားနဲ့ကိုလုပ်လို့ရတဲ့ဟာအကုန်လုပ်ချင်တာပေါ့နော်ဆိုတော့သွားရမယ်ဒီနေ့ကမိုးကလည်းရွာနေတော့မှမိုးကလည်းဝေးရသေးတယ်ဝတ်တရားလျှော်ခဲ့တာခောက်ဖို့ကအချိန်မရဘူးပေါ့နော်ခလေးတစ်ပတ်နဲ့ဆိုတော့အနေလေးများတယ်လေးဆိုင်ထဲမှာခလေးကပြေးလွှားနေမှာဆိုတော့အိမ်ရောက်မှခောက်အောင်မှာဒါခောက်တဲ့စီမရောက်သေးဒီမှာကြီးသူအကုန်လုံးဖြန့်ကျဲနေပြီဒီနေ့တနေ့ကုန်သွားလာများတော့ခလေးကအရန်ပင်ပန်းနေပြီ7နာရီခွဲမှနေသူကအိတ်ချင်နေပြီဒါအခုသူနွားနှုတ်လေးသူတောက်ပြီးအိတ်တော်မှာ